အသင်းတော်ကိုတောက်ရှောက်တမန်တော်တွေအဖြစ်ဖျားလူတွေအဖြစ်ဖျားကသတိပေးလာတယ်ပြင်ဆင်လာတယ်တဖြည်းဖြည်းနဲ့ကျွန်တော်တို့ခစ်တွေအပြောင်းလဲတွေကိုကျွန်တော်တို့ကမျက်စိရှိမှာเนาะကျွန်တော်တို့ခစ်လောက်တမန်တရားရဲ့သတိပေးချက်တွေပြည့်စုံလာတာမတွေ့ရအောင်ကျွန်တော်တို့ခစ်ကအတွေ့အရဆုံးပဲဖျားစကားတွေပြည့်စုံလာတာအတွေ့အရဆုံးကာလလို့လည်းပြောလို့ရတယ်မြတ်ဝါထင်နေကြောင်းမြင်နေရတယ်စမ်းစာထဲမှာဖျားပြောတဲ့စကားတွေတစ်ခုပြီးတစ်ခုအရင်တော့မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေမဖြစ်နိုင်ဘူးလို့ထင်တဲ့အရာတွေကတကယ်ကိုမျက်စိရှိမှတင်ဖြစ်လာတာကိုကျွန်တော်တွေ့ရတယ်။ဒါပေမဲ့ကျွန်တော်တို့ခရိယန်အများစုတွေမှာဝမ်းနည်းစရာပါလဲဆိုဖြစ်သွားပြီကျန်းစာပြန်ကြည့်ပြီးကိုယ့်ရဲ့တက်တာကိုပြန်ဆင်ခြင်ဖို့တက်အဲ့ဒီသတင်းတွေကြားထဲမှာပဲကျွန်တော်တို့ကအမြဲတမ်းအလုပ်များနေတက်ကြတယ်။တကယ်တော့အဲ့ဒီသတင်းတွေဟာကျွန်တော်တို့ကိုဘာလုပ်နေတာလဲဆိုရင်ဖျားစကားမှန်တယ်မင်းပြင်ဆင်ပါဖျားစကားမှန်တယ်မင်းရဲ့အသက်တာပြောင်းလဲဖို့လိုတယ်ဖျားစကားမှန်တယ်မင်းအခုမဆွဲလန်းသင့်မင်းနဲ့ဆွဲလန်းနေတာတွေဆွန့်လွတ်လိုက်တော့ဖျားစကားမှန်တယ်မင်းအခုမလှုပ်သင့်မင်းနဲ့လှုပ်နေတာတွေရပ်လိုက်တော့ဖျားစကားမှန်တယ်မင်းမရွေးချယ်သင့်မင်းနဲ့ရွေးချယ်နေတာတွေရပ်လိုက်တော့အဲ့ဒါဒီသတင်းတွေကကျွန်တော်တို့ကိုဖျားစကားပြည့်စုံကြောင်းကိုအတည်ပြုပြီးတော့မှသတိပေးနေတာဖြစ်တယ်ဒီလိုမြင်တတ်ရတယ်အဲ့ဒါပြင်ဆင်တဲ့သူရဲ့နှလုံးသားဖြစ်တယ်အဲ့တော့ဒီမှာတမာတိရှိကြလော့เนาะတစ်ပေလေးခေါ်မှာပြောတဲ့တမာတိရှိကြလော့ဆိုတဲ့စကားလုံးကသူ့ရဲ့မူရင်းအဓိပ္ပာယ်မှာပါလဲဆိုရင်ရှင်းလင်းသောစိတ်ရှိတာတဲ့မှန်သောစိတ်နှလုံးမှန်သောစိတ်နေစိတ်ထားရှိတာအဲ့တော့ကိုယ့်ရဲ့စိတ်ကဘယ်လိုအခြေအနေမှာရှိနေလဲကိုဟာဘာကိုရွေးချယ်တင်တယ်လဲကိုကဘာကိုဆုံးဖြတ်လျှောက်လန်းတင်တယ်လဲဘလို့အသက်တာကိုအသက်ရှင်တင်တယ်လဲဆိုတာကိုမှန်မှန်ကန်ကန်သိနေတဲ့စိတ်မျိုးရှိပါစေတဲ့ကိုကျွန်တော်တို့ကနေ့စဉ်ကိုစစ်ကြောတဲ့အခါမှာငါကတမန်တရားနဲ့ပတ်သက်ပြီးတော့မှကိုစစ်ကြောတဲ့အခါမှာငါဒီတမန်တရားကပြောတဲ့စိတ်နေစိတ်ထားမျိုးရှိလားခရစ်တော်ပြန်ကြွလာရင်လိုချင်တဲ့စိတ်နှလုံးမျိုးငါမှရှိလားခရစ်တော်ပြန်ကြွလာရင်လိုချင်တဲ့အသက်တာမျိုးငါမှရှိသလားခရစ်တော်ပြန်ကြွလာရင်မြင်ခြင်းနဲ့သစ္စာရှိခြင်းမျိုးငါမှရှိလားလို့ကျွန်တော်တို့ကိုစစ်ကြောနေခြင်းကပါလဲအဲ့ဒါတမန်တော်ရှိတဲ့နှလုံးသားဖြစ်တယ်အဲ့ဒါကပါလဲsound mind လို့ခေါ်တယ်ရှင်းလင်းသောစိတ်တည်ကြည်သောစိတ်ရှိတယ်ကိုဘာလုပ်နေလဲဆိုရင်ကိုတတိပေးနေတယ်ကိုနှိုးဆော်နေတယ်ကိုအမြဲတမ်းစစ်ကြောနေတယ်ကိုအမြဲတမ်းပြုတ်ပြင်ခြင်းခံနေတယ်နေ့စဉ်အလုပ်သွားတယ်ကားမောင်းတယ်စကားခွန်းလှုပ်ခနဲ့ထွက်သွားတယ်ကိုယ်တိုင်ပြောတဲ့စကားပြင်ပြောလိုက်ပြီအဲ့ဒါပြင်ဆင်တဲ့သူရဲ့နှလုံးသားအဲ့လိုလာတယ်ချက်ချင်းငါပြောလိုက်မိပြန်ပြီကိုတော့ဒီနှလုံးသားဒီနှုတ်ကိုပြုတ်ပြင်ပေးပါအောင်အဲ့ပြင်ဆင်နေတဲ့သူကအဲ့လိုတောက်လျှောက်သွားနေတာတောက်လျှောက်မမားဘူးလို့မပြောဘူးပြင်ဆင်တဲ့အဲ့လူရဲ့အသက်တာမှာအမားမလုပ်မိဘူးလို့မပြောဘူးအမားထဲမှာ तू မပြောဘူးအမားထဲမှာ तू ကခြေနဲ့မနေဘူးအမားထဲမှာ तू ကအသားကျတဲ့အသက်တာကိုမရှင်ဘူးအသက်မရှင်ဘူးကျွန်တော်ကပြောလိုက်တယ်ဘာဖြစ်လဲကွာပြောတယ်ဘာဖြစ်လဲလူပဲအဲ့ဒါကိုကျွန်တော်တို့ကစင်ကြီးတစ်ခုအနေနဲ့တုံးပြီးတော့မှအဲ့ဒီအမားထဲမှာကျွန်တော်အသားကျတဲ့အသက်တာနဲ့အသက်ရှင်တယ်အဲ့ဒါပြင်ဆင်မှုမရှိတဲ့အသက်တာဖြစ်တယ်ငါရွေးချယ်မှုတွေမားနေတယ်ကျွန်တော်တို့ကလေဝิญဉ်ရမှာအားနေတဲ့ဆရာအားနေလိုက်တာလဲလွန်ခဲ့တဲ့15နှစ်လောက်ကအားနေတာခုတည်းဒီအားနေတော့မယ်မဟုတ်ဘူးအဲ့ဒါစင်ကြီးအားမကြီးချင်တာဝิญဉ်ရမှာမတိုးတက်ချင်တာမလိုအပ်ဘူးလို့ထင်တာမစာငတ်တာအဲ့ဒါပြင်ဆင်မှုမရှိတဲ့အသက်တာဖြစ်တယ်ဘုရားနဲ့ပတ်သက်ရင်စိတ်အားထက်သန်မှုတွေညော့နေလာတာအဲ့ဒါအမြင်များတယ်အဲ့ဒါတွေဟာကျွန်တော်တို့တက်တာမှာငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းတွေပျောက်ဆုံးသွားခြင်းရဲ့အကြောင်းရင်းတွေဖြစ်တယ်တဖြည်းဖြည်းနဲ့ကျွန်တော်တို့အသက်တာကိုခိုးယူပလိုက်တာကျွန်တော်တက်တာကိုဖခင်ရဲ့လမ်းကြောင်းထဲကနေကျွန်တော်တို့ကိုဆွဲချလိုက်တာကျွန်တော်တို့ကိုဖခင်ရဲ့အကြံစီတွေကနေတဖြည်းဖြည်းနဲ့ဘေးကိုထွက်သွားအောင်ကျွန်တော်တို့ကိုဆွဲချနေတယ်ကိုဒုက္ခပေးတဲ့စိတ်နေစိတ်ထားတွေဖြစ်တယ်နော်ကျွန်တော်တို့ပေါ့လေးသဘောထားတယ်ကိုလှုပ်လိုက်တဲ့အမားတစ်ခုကိုပေါ့လေးသဘောထားတယ်ဖယားသားသမီးအဲ့လိုမဟုတ်ဘူးဖယားသားသမီးပီတာတဲ့သူကလေအမားတစ်ခုလုံးမိတယ်အမားကတော့သေးသေးလေးပဲဒါပေမဲ့ကိုဘာလုပ်လဲငါဟာဖယားသားဒီမားမျိုးငါမလုပ်တဲ့ငါဟာဖယားသားသမီးငါဒီစကားမျိုးမပြောသင့်ဘူးငါဖယားသားသမီးငါဒီလိုစိတ်နေစိတ်ထားမျိုးမရှိသင့်ဘူးအဲ့ဒါဘာလဲပြင်ဆင်နေတာအဲ့ဒါတမာတိရှိတာ